Hi အားလုံးပဲမင်္ဂလာပါပုံပါပုံကဒီနေ့လက်တလော BBC News ကနေပြီးတော့ကြေညာထားတဲ့ latest news လေးပေါ့နော် Civil War နဲ့ပတ်သက်တဲ့ကမ္ဘာစစ်ပေါ့နော်ကမ္ဘာစစ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဝန်ကဒီနေ့နည်းနည်းလေး sharing လာလုပ်ပေးတာပဲဖြစ်ပါတယ် Civil War ဆိုတဲ့အဓိပ္ပာယ်ကကြတော့တစ်ကမ္ဘာလုံးမှာပုံတို့ပေါ့နော်စစ်တွေဖြစ်နေကြပါတယ်ကမ္ဘာအနှံ့အပြားမှာဝန်တို့စစ်တွေဖြစ်နေကြရပေါ့နော်ဝန်တို့နိုင်ငံလည်းပါဝင်ပါတယ်ဒီနေ့ latest news တွေကကြတော့မိုးမိတ်နဲ့မိုးကုတ်ကြားမှာပေါ့နော် KIA နဲ့ကျွန်တော်တို့ဒီဘက်ကအစိုးရနဲ့တိုက်ပွဲလေးရဲ့အနေငယ်ပြင်းထန်နေရလို့သတင်းရထားပါတယ်အဓိကအကြောင်းရကတော့ SKK ကနေပြီးတော့ရွှေပြောင်းအလုပ်သားတွေကမိုးမိတ်မိုးကုတ်ကနေတစင်မြဝတီထိုင်းနယ်စပ်ရောက်သွားပြီဆိုတာနဲ့သူတို့ကထိုင်းဘက်ကိုရွှေပြောင်းဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ဝန်ဒီနေ့နောက်ဆုံးရရှိထားတဲ့ latest news လေးပဲဖြစ်ပါတယ် The Worker Front SKK they are planning to move to work from another country. They are leading to take money from Myanmar girl. No, I mean all over the world girl. They are planning to take money. They are pretending our boyfriend and they call us with video call. They use our innocent. They call and they start chatting with their phone. After that, they record our video and they post on Telegram. They have private channel where have got trillion dollar every day. They share all over the world that video. That's why be careful, Myanmar girl. Don't use Telegram too much. They have private channel. That's why KIA knew that. That's why the civil war happening. The place, the way to go to the Thailand. Shukran. အားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ဝန်နောက်ဆုံးရရှိထားတဲ့သတင်းလေးပဲဖြစ်ပါတယ်သိတဲ့အတိုင်းပဲမြန်မာမိန်းကလေးတွေဆိုတာကကျွန်တော်တို့ရှေးရိုးစင်လာကြတဲ့ရိုးသားဖြစ်စင်ကြတာတော့ဒါမြန်မာလူမျိုးတွေအတိပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့ကိုပတ်စံနေတိုက်တွေကားတွေနဲ့ပေါ့နော်အမျိုးမျိုးမြူဆွဲပြီးတော့ကျွန်တော်တို့ရဲ့ကောင်လေးတွေအဖြစ်ဟန်ဆောင်ပြီးတော့သူတို့ကကောင်လေးတွေဖြစ်ဟန်ဆောင်တယ်လူကျင်နာတွေဝယ်ပေးပြီးတော့ line ပေါ်မှာပေါ့နော်ကောင်မလေးတွေလူကျင်နာရသွားပြီဆိုရင်တချို့ကောင်မလေးကြတော့လဲလူကျင်နာရသွားကြပါတယ်တချို့ကောင်မလေးကြတော့လဲလူကျင်နာမရဘဲနဲ့ငွေလိမ်ခံလိုက်ရတဲ့အခြေအနေတွေလည်းရှိပါတယ်တချို့ပစ္စည်းရသွားတဲ့ကောင်မလေးတွေရဲ့ဇက်သိန်းကတော့မလာပါဘူးဆိုတာကတော့ပေါ့နော်ကျွန်တော်ရှေ့ကပြောသွားခဲ့တဲ့အတိုင်းပဲကောင်လေးတွေအဖြစ်ဟန်ဆောင်ပြီးရင်သူတို့က video edit တွေလုပ်ပြီးသွားရင် video call တွေခေါ်ခြင်းဖြင့်သူတို့က set chatting ထိုင်ကြရပေါ့နော်ထိုင်ပြီးသွားတဲ့အချိန်မှာသူတို့တွေရဲ့ video တွေကို Telegram ဆိုတဲ့ private channel မှာသူတို့ကတင်ပြီးတော့ရောင်းစားကြတာပဲဖြစ်ပါတယ်ဒီလိုရောင်းစားတဲ့အပြင်ကိုသူတို့တွေကအလုတ်ခေါ်စာတွေရေးခိုင်းအလုတ်ခေါ်စာတွေပေါ့နော်ရေးပေးတယ်ဆိုပြီးတော့လဲလိမ့်နေတဲ့channel တွေလည်းရှိပါသေးတယ်။ဒါကတော့ဝန်နောက်ဆုံးရရှိထားတဲ့ latest news လေးပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့မြန်မာပြည်သူပြည်သားတွေကတွေးသမျှမြင်သမျှကိုအကုန်လုံးမယုံပါနဲ့လို့ဝန်ကဒီကနေပဲအကြံပေးခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ Korewa Omasedes Shukran